ဝိုင်းဝိုင်းဆဲဆဲဝါလုံးကိုရေတို့ကြောင့်ကိုသွားမယ်တားလေးလေးပြီးပြီလာသမီးလေးလာသမီးလေးကြောက်ရောက်လဲတခါပြအောင်ချွေးပြအောင်စော့နေကြနဲ့ကဲလှသွားပြီဘာဖြစ်တာတော့ မဲ ဟေး ဒါဒီလိုပုံစံနဲ့ကြောင်းသွားချင်ဦးမဲ ဘာဖြစ်လို့ သားမနဲ့စစ်လူကြီးတားချက်တယ် အေးတားရဲ့အမနဲ့စင်လို့ထားတာ80ရာမမဟုတ်တာဒီမှာကြည့်တဲ့80ရာအယုတ်ကလေးတွေနဲ့ကြည့်အောင်အော်တနခါဝိုင်းဝိုင်းပကွက်ကလေးနဲ့စက်တောင်ကြီးနဲ့ဘလောက်80ရာကောင်းလဲ တားတငယ်ချင်းတွေတောင်းလောင်လို့ အဲ့ဒါကောင်းတဲ့ထက်နဲ့တားတငယ်ချင်းတွေကလေတားတော့80ရာမကောင်းတော့တားအောင်မနာလို့ပြောတာမလေးကြည်စမ်းငါသားငိုတာတော့80ရာလေလာဘူးအယုတ်လေးလိုပဲကဲလာကြောင်းနေတော့ကြောင်းရမယ်လာမလေးမိတဲတုံးလေးတွေကြောင်းလိုက်ဖို့မယ်လားကဲတားတော့တမီးတို့ရောက်ပြီပစ္စည်းလေးတွေဂယူဆိုင်အများနဲ့ရံဖြစ်အောင်နော်အများပစ္စည်းလည်းမတိအောင်မယူရဘူးကိုပစ္စည်းလည်းမပြောင်းဂယူဆိုင်ကဲသွားမြောင်လောင်းတစ်ကောင်ကြောင်းပုတ်ပြီးပြီဆိုတော့ခုမှပဲအေးစစ်အိမ်မှာနားတော့တယ် ဒီဘာဖြစ်နေရလဲခါတိုင်းနဲ့ဒီလိုပဲဝင်နေကြအောင် ညင်ပြီပါငါတို့ညင်ရခစားချင်ဒီလိုဝနားလေပါဘော 哎呦，没有嘛，你没你是多面都不着，没俺在那用的瓜，吓死人！ ဒီကောင်ကနင်းကိုနာလို့ဖြစ်နေတာနာ အမေကြီးဒီနေ့နေစားပြီးကြောင်းမိတ်ပြီးတဲ့သားတော့ ရှောက်ပိတ်ပြန်ပြီ ဟုတ်တယ်လေ ဒါကြောင့်လည်းခုနမှမကြတယ်ပိတ်တော့လား ဟုတ်ပါရဲ့ဆို ဟဲနင်ကြောင်းမသွားချင်လို့ငါလာချင်းထဲနေမလားပြောစမ်း မဟုတ်ဘူးအမေ तू ပြောရမှန်းတယ်ဆမပြောကြောင်းစိမ်းအောင်ပိတ်တာတဲ့ စိတ်တော့မလဲဟဲ့ဒီလိုကြောင်းကလည်းဟဲ့ဖွင့်နာသေးပိတ်ရကတရားပါလားငါမှနင်တို့နှစ်ယောက်ကြောင်းသွားနေတော့ဟဲ့မျက်စိတွေနားတွေအေးတယ်ဆိုရင်မှနေနေမလဲဖြုံလုံးကြမလဲနင်တို့ညောင်းနေရတော့အေးကဲတော်ရေမိုးချိုထမင်းစားကြတော့တွားဒီမြောင်းနေတော့ငါဘလို့မှမဖြစ်ဘူးပုံမကိုဖြစ်မှာပါဖြစ်ပါဘူးသူ့လှမ်းခုံမှာဖြစ်မှာပါကဲမြနေကြည့်ပေးရမှာကလေးနဲ့ကောင်ကသူတို့ပဲတာနာတမီမျိုးထိမ့်ပေးမဲ့မြဆိုတာဒီမှာဒီကမတာနာတမီကလေအမေပေါ်မှာဆိုးလို့မရအောင်နော်မြလည်းအလိုမလိုက်နဲ့စော်စရာရှိတာစော်တီးစရာရှိတာတီးကိုသားသမီးလို့တာတော့ဒါဟုတ်ပြီလား ဟုတ်ကဲ့စိတ်ချကျမကလေးရမ်းချစ်တတ်တာ လေမြရဲ့နင်းကိုစိတ်ချတယ်ဒီနှကောင်ကိုစိတ်မချတာဒါတွေကမြောက်လောင်းနေပြီးပြောရမယ် မမမြလာတော့ဆောက်မယ်အမေစားမယ် အမလေးဒီနေ့တော့အလုပ်ကလေးပြီးခဲ့တယ်ဟဲ့တော်ရပေါ့ကလေးကြည့်ပြမြရှိလို့လားဟဲ့မြဟောတော့ဘလို့ဖြစ်နေရတော့နေရကလေးတွေမကြည့်ပဲနဲ့ကလေးပါစက်ဒီမှာပြေးပွားနေတာပဲကြည့်အောင် ရတယ်နည်းနည်းတော့ပေးလိုက်ပါမယ် ဟဲ့ရတော့လို့ပြေးပွားနေရတယ်ကြုံတိုင်းနဲ့သုံးလို့မရဘူးလေငါတို့အိမ်မှာ iPad တ िश ပဲသုံးတာ ဟမ်အပေတီရှူ အဲ့လေညာ iPad တ िश မသိဘူးပေါ့ တီဘူး ဟောတော့မြချနာနေပြီညာ iPad တ िश မသိဘူးဆိုတာဟဲ့ဒီမှာမှတ်ထားတန်ရှင်းမှုတွေအကောင်ဆုံး iPad တ िश သုံးနဲ့အမေဘလို့တွေများစားထားတော့ပြေးပွားနေရပဲကဲမြနောက်ဆိုဒီလိုပေးတာကြံတာတွေကိုလေတွေ့ကြရင်လည်းမလုံးနဲ့နော် iPad တ िश ကိုတုံးစမ်းပါဟဲ့ iPad တ िश မှာလေ tissue အဆိုရ tissue အချောက်ရဲဆိုပြီးတော့2မျိုးလာတယ် tissue အချောက်မှာလေ6မျိုးတောင်းကွဲပြားတဲ့အိတ်ထဲမှာငါအကြိုက်ဆုံးကတော့လေအရန်နုညံ့လို့ဒီဝါသားနဲ့လုပ်ထားတဲ့ tissue လေးပေါ့ဟဲ့အပိခါကျန်သူကလေ water tissue လည်း2မျိုးထုတ်ထားသေးတယ်ဟောဒီကအဝါရောင်ရဲ့ဟောဒီကအနီရောင်ရဲ့အဝါရောင်ကတော့ပေါင်တန်နဲ့တင်းတင်းလေးပါပြီးတော့အနီရောင်ကတော့အနံ့လုံးဝမပေါဒါပေမဲ့နှစ်ခုစလုံးကတော့လေ alcohol free နော်ဟဲ့ကျမ်းမာရေးအတွက်လေနောက်ကျရင် iPad tissue ပဲသုံးစမ်းပါသူ့ရဲ့ quality ဘိုင်းမှာဆိုလို့ရှိရင်လေအနံ့မကောင်းတာရေစိမ့်ထွက်တာရေမြုပ်ထတာလုံးဝမဖြစ်တော့ကျမတို့လိုကလင်းမိခင်တွေကယုံကြည်စိတ်ချတာနဲ့သုံးလို့ရတာပေါ့။အော်အခုနင့်ကိုပြောနေမှတတိရတယ်အိမ်မှာတ िश တွေနေနေပြီအဲ့ဒါတော့ဝယ်ထားအောင်နော် အမကျမမသိတာဘယ်မှာဝယ်ရမလဲ ။အော်ဒီ7ရွှေမအောင်ကုမ္ပဏီကထုတ်တဲ့ iPad tissue ကိုလေရန်ကုန်မန်လေးကကုန်တိုက်တွေမှာလည်းဝယ်လို့ရတယ်လို့အခုနင်တို့တို့နေတဲ့မြစ်ချင်းနားမှာလည်းအလွယ်တကူဝယ်လို့ရတယ်ဟဲ့။ဟဲ့ငါနင့်ကိုပြောထားမယ်နော်တစ်တော်ကြီးပဲစောမနေနဲ့နော်နင့်ကိုတစ်တော်စောဖို့ငါခေါ်ထားတာမဟုတ်ဘူး။ကလေးတွေကိုကြည့်ဖို့ခေါ်ထားတာ။ချက်စစ်တတိထား။ကဲတော့ကလေးတွေတန်ရှင်းတော့လို့ပေးကြည့်တော့သွား။သွားမနေမောသား။တာဘာဖြစ်လာလဲမျက်နှာဘာလို့လိုက်တာလဲပြော ညမမလုပ်ဘူး ဆိုဘာဖြစ်တာတော့ တားဒီလိုတွေမွေးချင်တော့ဦးမေရဲ့ ဘာဖြစ်လို့လဲတားရဲ့ငငယ်တုန်းကလည်းဒါလေးဝတ်နေတဲ့ဟာ တားဒီလိုပုံစံနဲ့မကြိုက်ဘူးရှက်တယ် ဘာချစ်စရာလို့လေကြည်ဦးတော့ချစ်စရာကောင်းနေတာဟာလေနော် တာမမြင်တော့ဘူးကြီးလာပြီလေ အေးပေါ့ဒါကြီးလာပြီဆိုတော့လေဒီလိုဝုံရုပ်တွေဒီလိုအသွင်တွေဝယ်ဝတ်ချင်ပါတော့မလဲကဲအဲ့ဒါဆိုရင်ဒါဘယ်လိုပုံစံလေးဝတ်ချင်တာလဲ မမလူမျိုး ဟမ်